to my channel ပြီးတော့ဒီနေ့ကတော့ channel မှာ review တာလေးကြားပြီဒီနေ့cloud ပိုင်းတနေ့ပေါ့ cloud နဲ့ပတ်သက်ပြီးတော့လည်းပြောချင်တယ်ပြီးတော့ပဲ local မှာဆိုရင်ပဲ cloud ကိုသုံးသင့်တယ်ပေါ့နော်ဘယ် cloud သုံးလို့ကောင်းလဲဆိုတာမျိုးအဲ့လိုမျိုးပြောချင်တယ်အဲ့တော့ဒီနေ့ကဒီ cloud ပိုင်းနဲ့ပတ်သက်ပြီးတော့ local မှာဘယ်လို cloud တွေတွားလို့ရမလဲဆိုတော့တော်တော်ပေါ့နော်ဒီကောင်လေးလုပ်လို့ရမယ်ပေါ့နော်အဲ့တော့ okay စအောင်ဒီမှာဆိုရင်ဒီကိုသုံးရနေတဲ့ cloud တွေကဒီ local ရမယ်ပေါ့နော်AWS ကတော့မျိုးအရင်တော့ဒါ local ရမယ်သူလုံထားတာသူက infrastructure တွေနဲ့သုံးရပုံစံပေါ့နော်အဲ့လိုဆိုတော့ဒီPortal One Cloud မှာဘယ်လိုမျိုး instance တစ်ခုကိုရှောက်လို့ရမလဲဘယ်လိုမျိုး VM တစ်ခုကို upgrade လုပ်ရမလဲဆိုတဲ့ဟာမျိုးကိုပြောပြတော့မယ်ဆိုတော့ကဒီမှာတော့ infrastructure ရှိရပေါ့နော် infrastructure ရှိသေးရဆိုတော့ဒီကောင် instant create လို့ရသေးတယ်တော့ instant create လို့ရသေးတယ်အဲ့တော့create new project ထဲကိုဝင်မယ် okay ဝင်ပြီးမှဒီမှာ project မျိုး certificate ကြိုက်တာပေးလိုက်ပေါ့နော်အခုကိုက test နည်းနည်းပဲလုပ်ရမှာဆိုတော့ test ပေါ့နော် test ပြန်လုပ်ရမှာဆိုတော့ဟုတ်ပြီဒီကောင် department လုပ်လိုက်ပြီ okay ဒီကောင် department လုပ်လိုက်တဲ့အချိန်မှာတို့ဒီလိုမျိုးပေါ်လာတယ်ဒီမျိုးပေါ်လာတဲ့အချိန်မှာကိုကတို့ရဲ့ဒီအရင်ဆုံးဒီ feature တွေကိုကြည့်လိုက်မယ် instance ရှိမယ် VNS ရှိမယ်ဆက်လက်ပြီးဒီ template ရှိမယ်query set ရှိမယ် app ရှိမယ်စသဖြင့်ပေါ့နော်ဒီကောင်လေးရှိမယ်ဒီ container လေးပါတယ်ဆိုတော့ဒီကောင်မိုက်တယ်လို့ပြောလို့ရတယ် instance တစ်ခု create လုပ်မယ် VM တစ်ခု create လုပ်မယ်ဆိုရင်ဒီ testing ဆိုတဲ့ project တွေဝင်မယ် project instance တစ်ခု create လုပ်မယ် instance တစ်ခု create လုပ်တဲ့အချိန်မှာ create new ဆိုပြီးတော့လည်းပေါ့နော် sorry detail ဝင်ပါ sorry ဒါလောက်ထား okay test 1ကို create လုပ်မယ်ဆိုတော့ test 1ကို create လုပ်ဝင်လိုက်မယ် test 1ကို create ဝင်ပြီးတော့ရင် test 1 create လုပ်မယ် test ခုနက test ဆိုပြီးတော့ဒါ test တဲ့ဝင်မယ် test တဲ့ဝင်ပြီးတော့ဒီကဒါကြောင့်ရန်ကုန်ကဒီပေါ့နော်ဒါဆိုရင် second တွေပဲဖြစ်တယ်ဒီကောင်လေးမှာဆိုရင် OS တွေရွေးလို့ရမယ် OS က Windows လား Linux လားဆက်လက်ရွေးလို့ရမယ်OS အနေနဲ့ဒီကောင်လေးတုတ်ကြည့်လိုက်မယ် okay ဒီမှာဆိုရင် CPU running ကိုပါ custom site လုပ်လို့ရတယ်တကယ်လို့မဟုတ်ဘူး custom site မလုပ်ဘူးဒီကောင်လေးပေးထားတဲ့အတိုင်းပဲဒီလို flow တိုင်းသွားမယ်ဆိုလည်းသွားလို့ရတယ်တူအနေနဲ့ကျွန်တော်ကအကြောင်းလေးပြောင်းလိုက်မယ်တူအနေနဲ့သွားရဆိုရင်ဒီမှာဆိုရင် one call ကိုမှတူတို့က pocket ဒီ hourly နဲ့သွားပါတော့ monthly price ဆိုရင်ဒီမှာ9000နဲ့2560ကျမယ် monthly price ဆိုရင် okay ဒီကောင်ရှိမယ်ဒီလိုမျိုးသွားလို့ရတယ်တကယ်လို့ဒီကောင်မဲရင်သွားကြည့်မယ်ဒီကောင်မဲရင်သွားကြည့်တော့က okay this right ရွေးလို့ရတယ်ဒါထားလိုက်ပါတော့isolate network VPC ဆက်လက်ပြီးဒီကောင်လေးလည်းရွေးသွားလို့ရတယ် publish MBU မယ် home publish MBU မယ်daily အနေနဲ့ပဲသွားရမယ်ပေါ့လဲဆိုရင်ဒီကောင်က automate backup အနေနဲ့ daily အနေနဲ့ပဲသွားမယ် okay start ဒီကောင်ကဒီဘယ်လိုမျိုး create တစ်ခုလုပ်ရတယ်ဆိုတာကိုပဲပြသွားချင်တာပေါ့နော်ကိုယ့်ဘာသာကိုဒါ create လုပ်လို့ရတယ်နောက်ပိုင်းကိုယ့်ဘာသာကိုဒီ platform ကိုသွားပြီးတော့ create လုပ်လို့ရတယ်ကိုယ့် website တွေ update ကိုဒီမှာတင်လို့ရတယ်ဒီကောင် okay review တော့ပိုင်းလုပ်ကြည့်လိုက်မယ် budget mention အနေနဲ့လည်းနည်းနည်းစောင့်ရလိမ့်မယ်ဒါကဒီ tutorial ကြောင့်ဘယ်လို insert လုပ် create လုပ်လို့ရလဲဆိုတာကိုဒီပေါ့နော်ဒီမှာ point feature တွေကိုတိတ်မသိမှာဆိုတော့ဒါရှင်းပြတဲ့ပုံစံမျိုးလေးပဲသွားတယ်ဒီမှာကိုကြိုက်တာကို grade လုပ်လို့ရတယ်ပေါ့နော်ကိုဘာသာကိုဘယ်လောက် CPU သုံးမှလဲဘယ်လောက် RAM သုံးမှလဲဘယ်လောက် storage သုံးမှလဲဆက်လက်ပြီးဒါတွေကိုကိုဘာသာကို custom အနေနဲ့တွားလို့လည်းရတယ်ဒါမှမဟုတ်လည်းကိုကသူတို့ရှိလဲဆက်တွဲလို့ရတယ်ခုနကပိုင်းနေလည်းရှိရပေါ့နော်အဲ့တော့ဒီ local host အနေနဲ့ဆိုရင်ဒီ one cloud portal ဆိုတာလေတော့သုံးတဲ့သူလည်းများရပေါ့နော်အဲ့ဟာကိုဝန်တဲ့ဒီ tutorial လေးတင်ပေးတာကိုအဲ့တော့ဒီမှာဆိုရင်create virtual machine ကိုနည်းနည်းဆောက်ရတယ်ဆောက်ပြီးသွားရင်တော့သူ create လုပ်နေရပေါ့နော် create လုပ်နေအောင်နည်းနည်းဆောက်ရလိမ့်မယ်
successfully ဖြစ်သွားပြီဆိုတော့ဒီမှာဆိုရင် create လုပ်ပြီးသွားပြီ publish IP တို့ထုတ်ပြီးရဲ့ဒါ private IP ကိုရဲ့ publish IP private IP ထုတ်ပြီးရဲ့ဒီကောင်ကtest လုပ်မှာဆိုတော့ဒါ testing ဆိုတော့ဒါဒီကောင်ဘယ်လိုပဲတားလို့ရရပေါ့နော်ဒါ testing environment ဆိုတော့ဒါဒီသုံးမှလည်းမဟုတ်ဘူး okay ဒီမှာဆိုရင်ဒါ okay ရပါပြီဆိုတော့ဒါ insert တစ်လုံးကိုဘယ်လို create လုပ်ရလဲဆိုတာကိုပြပြသွားတာပေါ့နော်အဲ့တော့ဒီနေ့ video ကတော့ဒီလောက်ပါပဲအားလုံးရှင်းပြမယ်လို့လည်းထင်တယ်ဒီ OneCloud Portal ကိုတုံးကြည့်ပေါ့နော်ဒီ website link ကိုလည်းချပေးထားမယ် description မှာ so အားလုံး thank you for watching my video